ပြင်ရခက်တဲ့အမှားမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဟောကြားထားတဲ့အဘိဓမ္မာဒေသနာတော်မှာမိစ္ဆတနိယတာဓမ္မာလို့ပြင်ရခက်တဲ့အမှားနဲ့ပတ်သက်ပြီးဟောကြားပြီးတော့ထားတာရှိတယ်လောကမှာအမှားတစ်ခုကျွလွန်မိပြီဆိုလို့ရှိရင်ပြင်လို့ရတဲ့အမှားရှိတယ်ပြင်လို့မရတဲ့အမှားရှိတယ်ပြင်ဖို့လဲအလွန်ခက်တဲ့အမှားမျိုးအဲ့ဒီအမှားမျိုးဟာမကျွလွန်မိစေဖို့လို့မြတ်စွာဘုရားကဒီဒေသနာတော်ဟောပြီးတော့ထားတယ်လို့နားလည်ကြရမှာပေါ့အမှားကျွလွန်မိတယ်လို့ဆိုတဲ့နေရာမှာမသိလို့ကျွလွန်တာလဲတစ်မျိုးတမင်သက်သက်ကျွလွန်တာလို့လဲတစ်မျိုးအမှားမှန်ခွဲခြားသိနိုင်စွာမရှိလို့အမှန်ထင်ပြီးတော့ကျွလွန်မိတာလည်းပဲရှိတယ်ပေါ့ဒါကြောင့်မို့ပြင်ရခက်တဲ့အမှားသို့မဟုတ်ပြင်မရတဲ့အမှားဆိုတာဘာတွေခေါ်တယ်လဲဆိုတာဘုန်းကြီးတို့တွေသိရှိနားလည်ထားဖို့လိုပါတယ်ဒီအမှားတစ်ခုကျွလွန်မိပြီဆိုလို့ရှိရင်ပြင်လို့မရတော့ဘူးလို့လည်းပြောလို့ရတယ်သို့မဟုတ်ပြင်ဖို့ခက်တယ်လို့လည်းပြောလို့ရတယ်ပြင်ဖို့ခက်တယ်ဆိုတာနည်းနည်းလျှော့ပြောတဲ့သဘောပဲပြင်မရတဲ့အမှားလည်းရှိတယ်ဘယ်လိုမှပြင်လို့မရတဲ့အမှားအဲ့ဒါကိုအဘိဓမ္မာဒေသနာတော်မှာဟောထားတာဖြစ်တယ်မြတ်စွာဘုရားသုံးတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်မိစ္ဆတနိယတာဓမ္မာမိစ္ဆတနိယတာလို့ဆိုတာမိစ္ဆတဆိုတာသဘာဝအပြင်မှားနေတယ်မှားတယ်ဆိုတာဘယ်လိုမှားတာလဲလို့မေးမယ်ဆိုရင်ပြုလုပ်တဲ့ပုဂ္ဂိုလ်ကတော့ချမ်းသာဒုက္ခရလိမ့်မယ်အကျိုးစီးပွားကိုဖြစ်လိမ့်မယ်လို့ကျိုးစီးပွားရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာပဲဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အကျိုးမဲ့ဖြစ်အောင်လုပ်တာတော့မဟုတ်ဘူးတရားဝါရီဆိုတာချမ်းသာဒုက္ခကိုလိုလားတာအကြည့်ပဲဆင်းရဲအောင်လုပ်တယ်ဆိုတာမရှိဘူးစိတ်ထားမှန်းနေပြီဆိုလို့ရှိရင်ကတော့ကိုချမ်းသာမဲ့ထင်လို့လုပ်ကြတာဆိုပါတော့စူးစိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေပဲစိတ်မမှန်လို့စိတ်ညစ်လို့စူးစိုက်လုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာချမ်းသာမဲ့ထင်လို့လုပ်တာပဲလေဆက်ပြီးတော့အသက်ရှင်နေဆင်းရဲမှာပဲတည်သွားရင်အေးတာပဲလို့ပြောချမ်းသာမဲ့ထင်လို့လုပ်တာကောင်းမဲ့ထင်လို့လုပ်ကြတာချိပဲပေါ့ဒါကကိုယ့်ကိုတတ်သိတဲ့စူးစိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေတောင်မှချမ်းသာမဲ့ထင်ပြီးတော့လုပ်တယ်တခြားအလုပ်တွေလည်းထို့တူပဲတရားဝါရီရဲ့အသက်ကိုတတ်ပြီးတော့စီးပွားဖြစ်ရင်ချမ်းသာတယ်ဝေကြေတနာရရင်ချမ်းသာတရားဝါအသက်ကိုတတ်ချင်းကြောင့်ဖြစ်ပေါ်လာမဲ့ဆင်းရဲဒုက္ခဆိုတာထက်မတွက်ဘူးအကုသိုလ်တွေထက်မတွက်ဘူးချမ်းသာဒုက္ခရဖို့ဆိုတဲ့ချမ်းသာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာသို့တော့ကိုလိုလားတဲ့ချမ်းသာကြီးရလာလို့ဆိုမရဘူးမကောင်းတဲ့ကံတွေရဲ့အကျိုးဖြစ်ထွန်းလာပြီဆိုလို့ရှိရင်ဆိုးကျိုးတွေဟာစုပြုံပြီးတော့ရောက်ဆိုပါတော့မိမိယောဂနဲ့မတည့်တဲ့အစာစားတဲ့ပုဂ္ဂိုလ်ကလည်းသူစိတ်ထဲမှာဒါစားလိုက်ရလို့ရှိရင်စိတ်ထဲမှာจิตနဲ့နှစ်သက်မှုဆိုတဲ့ချမ်းသာဒုက္ခကိုရလိုက်မယ်လို့လုပ်တာပဲစားပြီးတဲ့အခါမှာထိုအစာကနေဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှုကြတော့ပြင်းထန်တဲ့ယောဂဝေဒနာကိုခံရတယ်ဘယ်သူပဲဖြစ်ဖြစ်ချမ်းသာဒုက္ခရလိုက်မယ်ထင်ပြီးတော့လုပ်ကြတာပဲချမ်းသာဒုက္ခရလိုက်မယ်လို့မျှော်လင့်ချက်နဲ့လုပ်ကြတာပဲ
though could mention it none to my guy fools around the way. A count of your man having sorry, Yaula. Sorry, Yaula. So Jody, Yashi Kanzana. Adam you was so loaded, being a cat at Mars. Being a cat at Mars. Comment him look be mellow. Mesata Mare the Bobby, a mother cool low like there. Eddie Amaha Nieta, a Jew Tolo Poya, the Janabi. So was a say it. A Jote Amu, Mamiamu, a Sekatare, Yamagago, Taude Popo. Pure Shin Lure, say it, down like people. A say a Jote out Lavi, so in Pianovia and Italia. Dido so. Mare Sura, Goye, Miolinja Pimala, Mare Luco. Now the Kua a John Shide look Surago Saya the Bawa Diari people are come. Saya Johnny She never near Shirago Niengue Biro a John me. A John Messi ran it, sit there, look, Dilumine, Miha Leve. Marionette, me the crew of Shitty. Gangai, Jody, Shiba later than a Messi Wulu. Tweed it, a Dweha Leve. Piacat, a Dweed a Kuvel. Good Tenet, die. Pimala. Tenaga, the Mew, Pilara, the Mew Sura. Mesata Lokoi Mesata Sura Mesa the Bawa object man needed a yarn of them. Erago Yasab Yaga Mesata Sura Nepade Biro Namu Quecha Biro Hore Mare Sura Luya Madore Amaye a dwe a me madore amaye, a manakushi. A dwe mara, a dwe a me maraye, loya mara. Eri nakuha, a chodo, loya amariha, a golona mahobu, a chodo loya amariha, pienumiare a mapit. A chodo, a dwe a mieniha. Pian Lumiare, a dream in Mupit. Sura. Pero, Pen Loyane, Pe Dwe Aminiha, Pian Lumiare, a Malo, Suya the Lady Suragu. Everything in the Palidoma, Shimbi of Jata. Yes, of Yaga, Katami Tama, Mesata, Dieta. A Pianumia of Marbido Tripola met a Joseha Deja Bob Shenivi a Joseku Deja Bob a Judiago Bemet Triposi met Pianlumiare a Masura Nakushi Aleloswe Anandaria can Amio Pianumiare Ma Subado Anandaria can Surama Ananda Sura, a charme. Anandariya Sura, a charme ma a jubi. A charme Sura, pay a charme lesson. Tiboa dikana, a sonta dore, the jay a charme so. The jay a charme ma Judiago Tolopo. Bija dore ma Jerusalem. Di maha pianomiare ma domo pianya kete ma Erago Yamarigaro Lole Bioreka Kanji Tide look to the Bioreka Julone Kanjiri Kansura the Agudu Kandi Yamyaso Shido Leve
အခုကြီးမားတဲ့ပြစ်မှုတစ်ခုဆိုတာဘယ်ဟာကိုပြောတာလဲလောကမှာလည်းပဲဥပဒေလူတွေလှုပ်ထားတဲ့ဥပဒေတောင်မှပဲပြစ်မှုကျူးလွန်တဲ့အခါမှာအကြီးအသေးဆိုတာရှိတာပဲလေနော်အပြစ်ကြီးတယ်အပြစ်သေးတယ်ဆိုတာရှိသေးတယ်ပြစ်ကြီးတယ်တချို့အမှုကပြစ်ကြီးတယ်ဆိုပါစို့တချို့နိုင်ငံမှာမူရစ်ဆေးဝါးသယ်ဆောင်သွားမယ်ဆိုလို့ရှိရင် capital punishment လို့ခေါ်တယ်သေဒဏ်ကြခံ death punishment အဲ့ဒီတချို့နိုင်ငံကမူရစ်ဆေးဝါးဘလောက်တိုင်းတာထိလုပ်တယ်ဆိုလို့ရှိရင်သေဒဏ်ချဒါမျိုးအပြစ်ကြီးတာရှော့ပေါ်လို့မရဘူးဒီအပြစ်ကျူးလွန်ထားတဲ့ပုဂ္ဂိုလ်ဒီထဲပဲရောက်တော့မူရစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ကမ္ဘာမှာသေဒဏ်ချတဲ့နိုင်ငံတွေရှိမချတဲ့နိုင်ငံလည်းရှိကုန်ရှိမှာအဲ့ဒါမျိုးဟာပြင်လို့မရတဲ့အမှားတစ်ခုလို့ဒီလိုပြောပြင်လို့မရတဲ့အမှားတစ်ခုလေပြစ်မှုတစ်ခုကိုကျွလွန်ပြီဆိုလို့ရှိရင်အဲ့ဒီပြစ်မှုရဲ့ကြီးလေးတဲ့ပြစ်ဒဏ်တွေလာတာပဲမြန်မာပြည်မှာဆိုလို့ရှိရင်နော်တချို့ကမသိကြဒိုင်ယာစီပင်ဆိုတဲ့ဆေးပြားရှိအိတ်မပြောတဲ့လူတွေတောက်ဆရာဝန်ထောက်ခံချက်နဲ့မှဒီနေ့လေကမှမူရစ်ဌာနကလာလို့စကားဆက်မိလို့ဒိုင်ယာစီပင်ဆေးဘူးတကူမိတာနဲ့ဖမ်းနိုင်ထောင်ချနိုင်တယ်ဆိုသိထားတယ်နော်ကိုယ့်လက်ထက်မှာဒိုင်ယာစီပင်ဆေးဘူးထည့်ထားလို့ပလင်းအပြည့်သူတို့ကန့်သက်ထားတာတော့ရှိမှာမို့ဒိုင်ယာစီပင်ဆိုတာတာမန်ပုဂ္ဂိုလ်တွေကသိတာအိတ်မပြောရင်တောက်တဲ့ဆေးဖြစ်တာသိသို့တော့မြန်မာနိုင်ငံမှာမူရစ်တစ်မျိုးအနေနဲ့သတ်မှတ်ထားထောင်ချနိုင်တယ်အဲ့ဒီဆေးလက်ထက်မိရင်ထောင်ချနိုင်ဖမ်းဆီးခံရမှာဆရာဝန်ဆေးစာနဲ့မှအကန့်အသတ်ဆေးပြားနဲ့မှဒါတွေပြနိုင်ရမယ်မပြနိုင်မဲ့နဲ့လက်ထဲမှာအဲ့ဒီဆေးသူတွေ့မယ်ဆိုရင်တော့ဖမ်းခံရမှာဒါလည်းသိထားဖို့လိုတာကိုပြောတယ်နော်ဝိရဆေးဝါးနဲ့ပတ်သက်တယ်အလုံးသိနေတာဒိုင်ယာစီပင်ဆိုအိတ်မပြောတဲ့ဆေးပဲအိတ်မပြောရင်အိတ်ဆေးအနေနဲ့သုံးချတာအမှားတစ်ခုကျွလွန်မိသွားပြီဆိုလို့ရှိရင်ပြစ်ဒဏ်ဆိုတာနောက်ကလာတော့တာအေးကြီးလေးတဲ့ပြစ်မှုတစ်ခုအနေနဲ့ဘုရားမြတ်စွာဟောကြားထားတာကိုတတိထားဖို့ရတာဘာတော့ဆိုမိမိဘဝမှာလူဘဝကိုလာခွင့်ပြုတာဘယ်သူကလာခွင့်ပြုတာပြောမယ်ဆိုလို့ရှိရင်အေးကုသကံကြောင့်လူဖြစ်လာတာဟုတ်တယ်ကုသကံကလူဘဝပို့တာဟုတ်တယ်ဒါပေမဲ့ကိုယ့်အကိုလာလို့ရမရဘူးလက်ခံတယ်လို့ရှိမှလာလို့ရတယ်လေကိုလူဘဝရလာတာဟာဘုသူရဲ့ခြေဆုတရားလဲလို့ပြန်ကြည့်မယ်ဆိုရင်အမေနဲ့အဖေအမေအဖေကလူဘဝလာခွင့်ပြုလို့မိမိတို့လူဘဝရောက်လာတာဆိုတော့ခြေဆုအကြီးဆုံးပုဂ္ဂိုလ်လူတိုင်းရဲ့ခြေဆုအကြီးဆုံးပုဂ္ဂိုလ်ဒီကိုယ့်ရဲ့မိဘသာဖြစ်တယ်အဲ့ဒီမိဘကိုဘယ်နည်းနဲ့မှမစော်ကားတတ်ဘူးမပြစ်မှားတတ်ဘူးတမန်ပြစ်မှားရင်တော့အပြစ်ကြီးတယ်အဲ့ဒီမိဘကိုသေအောင်ဒေါသတကြီးနဲ့တမင်တပ်ပြီးမိဘသေဆုံးသွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့အမှားဟာပြင်လို့မရတဲ့အမှားလို့ခေါ်ပြင်လို့မရတဲ့အမှားရဲ့ပြစ်ဒဏ်ကိုဘယ်တော့ခံရမလဲလို့မေးလို့ရှိရင်သေသည်ဤအချမ်းမဲမှာသေချာပေါက်သူဟာဒီပြစ်ဒဏ်ကိုခံရ
အသက်ရှင်တော့ခံမခံရမှာလေဘာဖြစ်လို့မခံရတာတုံးလို့မေးလို့ရှိရင်ကုသိုလ်ကံရဲ့အရှိန်တွေနဲ့လူဘဝရောက်နေတော့အဲ့ဒီကံရဲ့အရှိန်ဝါတွေရှိနေသေးသည့်အတွက်ကြောင့်အရှင်လက်တော့ငရဲကြမတော်ဘူးရှင်လက်ငရဲကြတာမဟုတ်ဘူးသို့တော့အဲ့ဒီပြစ်မှုတစ်ခုကိုကျူးလွန်မိလိုက်တာနဲ့တပြိုင်နက်ဒီပုဂ္ဂိုလ်ရဲ့ဒုတိယဘဝဟာလာမဲ့ဘဝဟာသေချာပေါ့ငရဲကိုကြမယ်ဆိုပြောလို့ရတယ်အဲ့ဒါကိုဆိုလိုတယ်နိယတပြင်မရတဲ့အမှားတစ်ခုတာမန်လူတယောက်ကိုတတ်တဲ့ပါဏာတိပါဒကံနဲ့မိမိပေါ်မှာခြေဆုရှိဆုံးလူလောကလာခွင့်ပြုတဲ့လူလောကရောက်လာဖို့အတွက်အကူအညီပေးခဲ့တဲ့မိဘဆိုတဲ့ခြေဆုအကြီးဆုံးပုဂ္ဂိုလ်ကိုစိတ်လိုက်မှန်မှဒေါသအလျောက်တပ်ဖြတ်ကျွလွန်တာပြုပြီးဆိုလို့ရှိရင်ဒီအမှားဟာပြင်မရတဲ့အမှားလို့ခေါ်နော်ပြင်မရဘူးဆိုတာကုသိုလ်ကောင်းမှုတွေဘယ်လောက်လုံးလို့ပြင်လို့မရတော့ဘူးလို့ဆိုတယ်ဒီလာမယ့်ဘဝမှာတေချာပေါ့ကျင်းသေးအကျိုးပေးမှာကိုပြင်မရဘူးလို့ပြောတာတန်တရားမှာပြင်မရဘူးလို့ဒီလိုပြောတာမျိုးတော့မဟုတ်ဘူးနော်လာမယ့်ဘဝမှာသူဟာတေချာပေါ့ငရဲမှာဒုက္ခခံရမယ်ဆိုဘယ်သူကငရဲပို့တာတော့ဆိုသူတဏ္ဍာမှာဖြစ်သွားတဲ့မိဘကိုတတ်လောက်အောင်ပြင်းထန်တဲ့ဒေါသနဲ့တွဲဖက်လာတဲ့အကုသိုလ်စေတနာကနေပို့တာဘယ်သူကမှပို့တာမဟုတ်ဘူးမိဘကပို့တာလည်းမဟုတ်ဘူးသူတဏ္ဍာမှာဖြစ်တဲ့ဒေါသအဲ့ဒီဒေါသသည်ကျန်တဲ့ဒေါသနဲ့အတိုင်းအတာမတူဘူးအဲ့ဒီဒေါသကိုပဲမိစ္ဆတနိယတာလို့ခေါ်တယ်ပြင်မရတဲ့ဒေါသပြင်မရတဲ့အမှားတစ်ခုလို့သို့မဟုတ်ပြင်ရခက်တဲ့အမှားတစ်ခုမြတ်စွာဘုရားလက်ထက်တော်ခါကာလတော့ကအလုံးသိကြတဲ့အတိုင်းဒေဝိတာရမင်းကြီးနဲ့ဝေဒေဟိမိဖုရားတို့ဝေဒေဟိမိဖုရားကကောသလမင်းကြီးရဲ့မဟာကောသလမင်းကြီးရဲ့သမီးတော်ပသိနေရီကောသလရဲ့နှမဆွေကြီးမျိုးကြီးဆိုတာကောသလမင်းကြီးရဲ့နှမဒေဝိတာရမင်းကြီးရဲ့မိဖုရားကောင်သူတို့နှစ်ဦးကမွေးလာတဲ့သားဟာအဇာတတတ္တုလို့ခေါ်အဇာတဆိုတာမမွေးခင်ကတတ္တုရန်သူလို့မမွေးခင်ကတည်းကအပြောခံရတဲ့ဘယင်ကိုတတ်မဲ့ရန်သူလို့ဒီလိုပြောခံရလို့ဒီနာမည်နဲ့ပဲအဇာတတတ်ဆိုတဲ့နာမည်နဲ့ပဲမှတ်တမ်းတင်တာဘာဖြစ်လို့ဒီလိုပြောတော့ဆိုဒီဘုရားကြီးကိုယ်ရှိတဲ့အချိန်မှာသူ့ရဲ့ချစ်ငင်းကဘာဖြစ်တယ်ဒေဝိတာရမင်းကြီးရဲ့လက်ယုံသွေးကိုတောက်ချင်တဲ့အာသာဖြစ်တယ်နော်သွေးကိုတောက်ချင်တဲ့စိတ်ဓာတ်ဖြစ်တယ်အဲ့ဒီအာသာဟာဘုသူရဲ့ဆန္ဒတုံးလို့မေးလို့ရှိရင်နော်ဒီဘုရားကြီးရဲ့ဆန္ဒလို့ပြောပြီးတော့ဒီဆန္ဒဟာဘယ်သူကြောင့်ဖြစ်လာတာလဲဆိုဝန်းထဲမှာရောက်လာတဲ့ကလေးသူငယ်ရဲ့ဆန္ဒဖြစ်တယ်သူ့ရဲ့ဘုရင်ကြီးရဲ့ရန်သူဖြစ်မဲ့ဒီမင်းသားလေးကြောင့်မို့လို့တွေးတောက်ချင်တဲ့စိတ်ပေါ်အဲ့ဒါဒီတောက်ချင်တဲ့ဆန္ဒဟာထိန်းချုပ်လို့ကြိုးစားပြီးတော့ထိန်းချုပ်တယ်မဖြစ်နိုင်တဲ့ကိစ္စဆိုရင်ကြိုးစားထိန်းချုပ်တဲ့အခါမှာနောက်ဆုံးမှာဒီစိတ်နဲ့ပဲမစားနိုင်မတောက်နိုင်မအိပ်နိုင်ဖြစ်ပြီးတော့တပိန်ပိန်ယောဂရလာတဲ့အနေထားမျိုးထိအောင်ရောက်တယ်အဲ့ဒီလိုဖြစ်ပြီးဆိုတဲ့အခါမှာမျက်နှာညှိုးမိန်လို့မလန်းဘူးဆိုတဲ့အခါမှာဘုရင်ကြီးကမေးတာဘာဖြစ်နေလဲဆိုမေးတဲ့အခါ
အဲ့ဒီကြတော့မှအတင်းအကျပ်မေးတဲ့အခါမှာပြောတာလက်ယုံသွေးကိုတောက်ချင်အဲ့တော့ဘုရင်ကြီးကလည်းအဗ္ဗဓမ္မလိုက်လျောတယ်တောက်ချင်ရင်အလွယ်လေးပဲသူပေးမယ်ဆိုပြီးတော့ရွှေဓားလေးနဲ့သူ့လက်မောင်းကိုဖောက်ခိုင်းလိုက်ပြီးအဲ့ဒီကထွက်လာတဲ့သွေးကိုရှည်လေးနဲ့ဖြော်ပြီးတော့အသာပြေအောင်လို့မိဖုရားကြီးကိုတိုက်တယ်အဲ့နောက်ကျတော့ကောင်းတော့ကျမကြီးပြန်ကောင်းတော့စိတ်ပေါ့စိတ်ဆွမ်းလန်းမှုပါလူကိုထိခိုက်တယ်အဲ့ဒီသတင်းလဲကြားရောနမိတ်ဖတ်တဲ့ပုံသားတွေကဖတ်ကြတယ်မိဖုရားကြီးကမွေးဖွားလာတဲ့သားဟာဘုရင်ရဲ့ရန်သူပဲဘုရင်ကြီးကိုတတ်လိုက်မယ်ဆိုတဲ့နမိတ်ဖတ်မှုတွေရှိတယ်အဲ့တော့ဒီလိုနမိတ်ဖတ်တဲ့အခါမှာမိဖုရားကြီးကဘုရင်ကြီးကိုတတ်မယ်ဆိုသူပဲလိုလားမလဲဝန်းထဲကကလေးပြက်ကြအောင်အမျိုးမျိုးကြိုးစားတယ်ဒါပေမဲ့ဘုရင်ကြီးရဲ့ကံကြမ္မာကလည်းအသက်ခံရဖို့ကံကြမ္မာရှိလာတယ်ဒီကလေးလေးဘယ်လိုဖြတ်ချမရဘူးတဲ့မိဖုရားကြီးကမြို့ပြင်ထွက်ဥယျာဉ်နဲ့သွားဒီကလေးလေးသေအောင်ဆိုပြီးတော့လှုပ်တယ်ဗိုက်ထဲကကလေးလေးသေအောင်လှုပ်တယ်ခုခေတ်လိုလဲဆေးတွေဘာတွေမရှိလို့လားမသိပါဘူးနော်သူကလည်းကံကောင်းတယ်မသိဘူးအဲ့ဒီနေတိုင်းလောက်နီးနီးဥယျာဉ်သွားပြီးတော့မိဖုရားကြီးကအထဲထဲကဝန်းထဲကကလေးသေအောင်လို့ဆိုပြီးတော့အနှိမ့်အနေလောက်တာမထကုတ်စီလို့ခေါ်တယ်အဲ့ဒီဥယျာဉ်ကိုနောက်ကျမထကုတ်စီမိဖုရားကြီးကိုယ်ဝန်ပြက်အောင်ကြိုးစားတဲ့နေရာမထကုတ်စီဘုရင်ကြီးကသိတော့တားပြီးတော့အဆောင်ချလိုက်တယ်နောက်ထပ်လုံးလို့မရတော့ဘုရင်ကြီးကနေပြီးတော့အဆောင်ချတာမိဖုရားကြီးအဲ့ဒီလည်းမသွားရဘူးကိုယ်ဝန်ဖြတ်ချမဲ့အလုံးမျိုးလည်းမလုပ်အောင်အဆောင်နေထူချထားလိုက်တယ်ဆိုဘာမှလုပ်လို့မရနောက်ဆုံးဒီကလေးလေးမွေးလာတယ်ဆိုတော့မွေးလာတော့ဘုရင်ကြီးကချစ်လိုက်တာမွေးလာတဲ့အခါမှာဒီကလေးလေးလက်မှာခုနာယောဂဆိုတာလက်ထိတ်ခြေထိတ်တွေမှာလက်ချောင်းတွေမှာဖြစ်တတ်တယ်အဲ့တော့တရက်တော့လက်ညှိုးမှာခုနာယောဂဆိုတဲ့အမြင့်တဲတဲ့ယောဂတစ်ခုဖြစ်တော့ခုနာယောဂဆိုတာကြိုက်တာကြိုက်တော့ကလေးလေးကငိုတယ်ချော့လို့မရဘူးဘေဘိသာရမင်းကြီးကယုံထိုင်နေတယ်ယုံထိုင်နေတော့မိဖုရားကြီးကအဲ့ဒီကလေးလေးကိုခြိသွားပြီးတော့ချော့မရလို့ဘုရင်ကြီးစီသွားပို့ဘုရင်ကြီးကအဲ့ဒီကလေးလေးရဲ့လက်ညှိုးလေးကိုပါးစပ်ထဲမှာငုံထားတယ်ငုံထားလိုက်တော့ခံတွင်းကအပူငွေ့အနာကလည်းရင့်နေတဲ့အချိန်မှာဆိုပြီပေါက်တယ်ပေါ့ဘုရင်ကြီးရဲ့ပါးစပ်ထဲမှာပဲပြီပေါက်တော့ပြီပေါက်တော့ဘုရင်ကြီးကအဲ့ဒါကိုမျိုးချတယ်တဲ့ထွေးမဖြစ်ဘူးမိဘတွေကဒီလိုပဲလားမသိပါဘူးနော်မျိုးချလိုက်တာအဲ့ဒါလို့ဘုရင်ကြီးကအလွန်ချစ်လို့မြတ်စွာဘုရားကလည်းအချိန်ချင်းတတိပေးတယ်ဒီမင်းသားလေးကနောက်တစ်ချိန်ဘုရင်ကြီးကိုဒုက္ခပေးလိုက်မယ်ဆိုတာအချိန်ချင်းတတိပေးတယ်ကျမငင်းလာတဲ့ဘုရင်ကြီးကလည်းမြတ်စွာဘုရားတတိပေးပြီမယ်တတိပေးတယ်ဆိုတာတိုက်ရိုက်ကြီးပြောတာတော့မဟုတ်ဘူးရှေးမင်းတွေလှုပ်ထုံးလုံနည်းတွေပြောပြအနေရှိတဲ့မင်းသားတွေကိုနာမထားဘူးတနေရာမှာပို့ထားတယ်ကိုနာမှာမနေစေဘူးဒီလိုမျိုးစားနယ်စားတွေခန့်ပြီးအဝေးပို့တယ်အဲ့ဒါမျိုးမြတ်စွာဘုရားကနီလန်းနေပေးပြီလို့ဘေဘိသာရမင်းကြီးကမလိုက်တော့နောက်ဆုံးကြတော့ဆိုပါတော့ဒီမင်းသားလေးအရွယ်ရောက်လာတဲ့အခါဒီဝဒရဲ့အကြံပေးမှုနဲ့သူကဘာလို့ဘုရင်ကိုတတ်ဖို့ပေါင်မှာဓမြောင်လေးချီပြီးတော့လမ်းထဲဝင်လာတဲ့အခါဘုရင်နားဆိုတာဝင်ရတာမဟုတ်ဘူးလေဘယ်သူမှဝင်ခွင့်မရှိဘူးမင်းသားလည်းဝင်လို့သူ့မိသားစုလည်းပဲအဆောင်နေရအကုန်စစ်ပြီးမှဝင်ခု
အခုခေတ်မှာ security လုံခြုံရေးချတာမဟုတ်ဘူးအဲ့ဒီခေတ်ကလည်းလုံခြုံရေးချတယ်သူတို့မှရန်သူပေါ်တယ်လေအကောင်လုံးစစ်ဆေးကြည့်တဲ့အခါမင်းသားလဲလာတာမင်းသားကိုတွေ့တဲ့အခါအကုန်စစ်တော့ပေါင်းမှဓမြောင်းချီထားတာတော့တွေ့ဖမ်းတော့တာဟုတ်သူနောက်ဆုံးကြတော့ဘုရင်ကြီးစီရောက်တော့ဘုရင်ကြီးကဘာလို့မလုပ်လဲဆိုဘုရင်ကြီးကိုတတ်ငါ့ကိုဘာလို့တတ်ချင်တာလဲယာရုအာနာလိုချင်တယ်ဩယာရုအာနာလိုချင်တာများငါတတ်เสียမလို့ပါဘူးမင်းကိုထိနှံလွှဲပါမယ်ဆိုလွှဲလိုက်တာဘုရင်ကြီးကနောက်ဆုံးကြတော့ပြောရမယ်ဆိုရင်အဲ့ဒီလိုထိနှံလွှဲပြီးတော့အကြံပေးတဲ့ပုဂ္ဂိုလ်ကလည်းပေးတာဆိုဒီတိုင်းထားရင်တော့တနေ့ကျမင်းအပြန်အာနာသိမ့်ခံရလိမ့်မယ်ဆိုဘုရင်ကြီးကိုဖမ်းထောင်နဲ့ထည့်ပလိုက်နောက်ဆုံးမှခြေဘွားဓာခွဲပြီးတတ်တဲ့အဆင့်ရောက်သွားနော်အဇာတတဟာအဖတ်တတ်တဲ့ကံကိုကျွလွန်မိသွားတယ်ဖတ်တတ်တဲ့ကံကိုကျွလွန်မိပြင်မရတဲ့အမှားလို့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတက်တော်85နှစ်ရှိပြီဘုရားတက်တော်မှာတွက်ကြည့်လို့ရတယ်ဗိမိသာရမင်းနန်းကျသွားပြီဇာတတတက်လာတာဘုရားတက်တော်82နှစ်မှာတက်ထားဘုရားတက်တော်80ကိုဘုရားပြိဋိဘံမဆံမီ8နှစ်မှာတက်တာအဲ့ဒါလို့ပြစ်မှုတစ်ခုကိုကျူးလွန်လိုက်တာဒီကျူးလွန်မိကြတဲ့သူဟာစိတ်ဆင်းရဲမှုတွေနဲ့ကြုံတွေ့ပြီမြတ်စွာဘုရားနဲ့တွေ့ဖို့ကြိုးစားတယ်မြတ်စွာဘုရားကိုလည်းမတွေ့ဝံ့ဘူးဘာဖြစ်လို့မတွေ့ဝံ့လို့ဆိုဒေဝရရဲ့စကားကိုနားထောင်ပြီးတော့လေးသမားတွေဘုရားကိုပြစ်တတ်ဖို့လက်ဖြောင်းလေးသမားတွေလွတ်ထားလဲသူပါတယ်နာလာဂိရိဆင်ကြီးကိုဘုရားဆုံးခံကြွလာတဲ့အခါမှာဘုရားကိုဆင်နှင်းတတ်အောင်လွတ်ထားလဲသူပါတယ်ဒီပြစ်မှုကြီးတွေကျူးလွန်ထားတာဖြစ်တယ်နောက်တစ်ခါဒေဝရကြီးကကြောင်မောင်းဆင်ပြီးတော့မြတ်စွာဘုရားကိုကိစ္စကုတ်တောင်ကကြောင်မောင်းဆင်ပြီးတော့ဘုရားအောက်ဈဉ္ဉံလျှောက်နေတဲ့အချိန်မှာကြောက်တုံးလှိမ့်ချကားလျော်စွာလမ်းခုလက်ကကြောက်ဆောင်ကြီးတစ်ခုနဲ့ဝင်တိုက်ပြီးတော့ကြောက်တစ်ခုကနှစ်ခုတိုက်လိုက်တဲ့အရှိန်ကြောင့်မို့လို့ကြောက်ပြားတစ်ချက်ကပဲ့ပြီးတော့မြတ်စွာဘုရားခြေတော်ကိုမှန်တယ်နော်မြတ်စွာဘုရားရဲ့ခြေတော်ကိုသွားမှန်လိုက်တဲ့ခြေမဟာဒဏ်ရာအလွန်ပြင်းသွားသည့်အတွက်ကြောင့်မြတ်စွာဘုရားလမ်းမလျှောက်နိုင်တော့ဘူးရဟန်းတော်တွေလာပြီးတော့ထမ်းစင်မော်တင်ပြီးတော့ဘုရားကိုမတ္ထကုတ်စီဆိုတဲ့ဥယျာဉ်ဘက်ကိုမသွားကြတယ်ကဲဒီနေရာမှာကြည့်အဇာတတကအဖတ်တတ်တဲ့ပြင်မရတဲ့အမှားတစ်ခုကိုသူကျူးလွန်လိုက်တယ်နောက်ပိုင်းရောက်လာတဲ့အခါမြတ်စွာဘုရားနဲ့တဆောင်မုံလာပြည့်နေ့တခုသောတဆောင်မုံလာပြည့်နေ့မှာတွေ့ပြီးတော့ယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေလက်တွေ့ပြနိုင်အောင်မေးပြီးတော့တာမညဖလတ်တော့နာပြီးတဲ့အဆုံးမှာစိတ်သက်သာရာရသွားဘုရားကိုဝန်ချတောင်းပန်တယ်တကယ်ကိုတရားသဖြင့်အုပ်ဆိုးတဲ့အပြစ်မရှိတဲ့ခမည်းတော်မင်းကိုတတ်မိတာသူမှားပါတယ်တိခတ်မှာခွင့်လွတ်ပါမြတ်စွာဘုရားစီကိုတောင်းပန်အဖေကတည်သွားပြီလေအဖေစီတောင်းပန်စရာမရှိဘူးဘုရားပဲတောင်းပန်ဘုရားရှိဝန်ချတယ်ပေါ့အဲ့ဒီလိုဝန်ချလိုက်တာဟာအပြစ်ကြေသွားတာလို့ဒီလိုဆိုလိုတာမဟုတ်ဘူးအခုလည်းပဲပြောရမယ်ဆိုရင်ဒါ confession လုပ်တာလို့ခေါ်တယ် confession လုပ်တာဟာအပြစ်တွေခြေသွားတာလို့ဒီလိုပြောတာမဟုတ်ဘူးနော်မှားခဲ့တဲ့အမှားကအမှားပဲလုံးမိပြီးသားကလုံးမိပြီးသားပဲဒါကိုပြင်တာမဟုတ်ဘူးသဘောပေါက်ဖို့ရကိုလုပ်ခဲ့တဲ့အမှားပြင်မရတဲ့အမှားရှိဒီစကားကိုပြောတာပေါ့ what have been done cannot be undone ဆိုတဲ့အင်္ဂလိပ်စကားတည်း what have been done ဆိုတာလုပ်ခဲ့တဲ့အရာတစ်ခုဟာ cannot be undone မလုပ်ဘူးလို့ဖြစ်အောင်လုပ်လို့မှမရလုပ်ပြီးသားလုပ်ပြီးသားလေပြင်လို့မရဘူးပြင်လို့မရတဲ့အမှားဘယ်ဟာပဲဖြစ်ဖြစ်တော့လုပ်ပြီးသားလုပ်ပြီးသားသို့တော့ဩကာသကရောကျိုးနဲ့
ကြော့ပြီးတော့တောင်းပန်ရင်တချို့ကပြေတယ်လို့ထင်တယ်နော်ဒီအပြစ်တွေပျောက်သွားတယ်လို့ထင်တာအပြစ်ပျောက်ခြင်းရဲ့အကြောင်းတရားတော့ဖြစ်တယ်အရေးကြီးတာဘာလဲလို့ဆိုရင်ဘာကိုကုစားတာလဲဆိုရင်သဘောပေါက်ဖို့လိုအပ်တယ်အနုမို့ဆိုရင်ထိတ်ခေါက်ပြီးမှတောင်းပန်နေကြမှာပဲလေထိတ်ခေါက်တာခေါက်ပြီးနေပြီလေထိတ်ခေါက်ပြီးတောင်းပန်လိုက်ရင်ကြေတယ်လို့ဒီလိုထင်နေကြမဟုတ်ဘူးအပြစ်ကဖြစ်သွားပြီဖြစ်သွားတဲ့အပြစ်ကိုပြင်လာလားလို့ဆိုမဟုတ်ဘူးအကုသိုလ်ကနှစ်ခုရှိတယ်လို့မှတ်အာရမ္ဗစလှုပ်လို့ဖြစ်တဲ့အကုသိုလ်ကတစ်ခုအဲ့ဒီလှုပ်ထားတဲ့အကုသိုလ်ပေါ်မှာစိတ်ထဲမှာတပူပူတပူပူတနွေးနွေးဖြစ်နေတဲ့စိတ်ဆင်းရဲမှုတွေဖြစ်နေတဲ့တောကရောက်နေတာကနော်ဝိပတိတာရစလို့ခေါ်တောင်းပန်တယ်ဆိုတာအဲ့ဒီဝိပတိတာရစဆိုတဲ့အကုသိုလ်ကိုဖယ်တာစိတ်ထဲမှာကြည်သွားပြီတောင်းပန်လိုက်ပြီဆိုတဲ့အခါမှာနော်အကုသိုလ်ကဆက်မပွားတော့ဘူးလုတ်ပြီးသားပြင်လို့မရဘူးနောက်ထပ်ဆက်ဖြစ်နေမဲ့အရာကိုတားလိုက်တာဒီသဘောကိုဆိုလို့အကုသိုလ်နှစ်ခုရှိတယ်လို့မှတ်ထားလုတ်လို့ဖြစ်တဲ့အကုသိုလ်ကတစ်ခုအဲ့ဒါဘယ်လိုလုပ်ပြင်လို့မရဘူးဖြစ်ပြီးသားပြင်တာပါတော့ဆိုအဲ့ဒီအပေါ်မှာစိတ်ပူနေတာမပူရအောင်တောင်းပန်လိုက်တဲ့အခါလူတွေကစိတ်ထဲမှာအေးချမ်းသွားရှိအဲ့ဒီအေးချမ်းသွားမှုကိုဖြစ်စေတာဆိုလိုတယ်အဲ့တော့တောင်းပန်ခြင်းဟာအကျိုးမရှိဘူးလားလို့မေးလို့ရှိရင်တပိုင်းအကျိုးရှိတယ် confession ဘာတော့စိတ်မပူတော့ဘူးငါတောင်းပန်ပြီးပြီစိတ်နှလုံးအေးချမ်းသွားအဲ့တော့အဲ့ဒီနောက်မှာကိုကဆက်လုပ်ရမယ့်အလုပ်တွေရှိသေးတယ်ဘာတွေလဲတောင်းပန်ပြီးတဲ့နောက်မှာအာယတိန်တံဝရံအပစ္စတိနောက်ထပ်မလုပ်တော့ပါဘူးဆိုတဲ့ဝန်ခံကတိ promise ပြီးဘယ်တော့မှဒီအမှားမျိုးကိုမကျွလွန်ပြီးတဲ့အမှားအတွက်လည်းနောင်တရပြီးတော့ဒီအမှားကိုပြင်ကောင်းတာတွေကြီးပဲဆက်လုပ်တယ်ဆက်လုပ်သည့်အတွက်ကြောင့်ရေများရင်ရေနိုင်မီးများမီးနိုင်ဆိုတာလုပ်ခဲ့တဲ့အမှားတစ်ခုထပ်မလုပ်သည့်အတွက်ကြောင့်အမှားကတော့အမှားအတိုင်းပဲရှိတယ်သို့တော့ကောင်းတာတွေကိုဆက်လုပ်သည့်အတွက်ကြောင့်အမှားဟာ isolated ဖြစ်သွားသူ့ကိုကောင်းတာတွေနဲ့ရံပတ်ထားတဲ့အခါသူ့အခွင့်မရတော့ဘူးလို့ဒီလိုပြောတာနော်ပျောက်သွားတာလို့ပြောတာမဟုတ်ဘူးတော့ကြတော့ဒူးလေးထောက်ပြီးတော့ဖဖရာခွင့်လွတ်တော်မူပါဆိုတာနဲ့အကုန်ခွင့်တွေလွတ်သွားတယ်လို့လည်းမအောင်မေ့တယ်နဲ့ဒီလိုပြောတာမဟုတ်ဘူးလွတ်သွားတာဘာလွတ်တုံးဆိုဒီအတွက်စိတ်ပူပြီးတော့ဖြစ်နေတဲ့အကုသိုလ်တွေတော့လွတ်သွားတယ်နောက်ဆုံးမှာအာယတိန်တံဝရနောင်ဆောင်စည်းပါတယ်ဆောင်စည်းပါမယ်ဆိုတဲ့ promise အရာတကယ်ဆောင်စည်းပြီးတော့နေလို့ရှိရင်တော့အကုသိုလ်တစ်ပိုင်းကိုတားပြီးသားဖြစ်သွားတယ်တားပြီးသားဖြစ်သည့်အတွက်ကြောင့်ကောင်းတာတွေကြီးအများလုပ်တဲ့အခါမှာကောင်းတာတွေကသာ chance ရပြီးမကောင်းတာက chance မရဘူးဆိုရင်သူအကျိုးပေးဖို့အခွင့်တာမှကံဆိုတာအကျိုးပေးလို့ရတယ်အခွင့်မတာတော့ဘူးဒါမျိုးကိုဆိုလိုတယ်လို့တောင်းပန်လို့ဆိုတဲ့အဲ့ဒီအဓိပ္ပာယ်ရအခုလည်းဇာတတဟာသူတောင်းပန်လိုက်သည့်အတွက်ကြောင့်အကျိုးမရှိဘူးတော့မဟုတ်ဘူးဘာအကျိုးရှိတော့စိတ်နှလုံးအေးချမ်းသွားတယ်နောင်တတွေဖွင့်ဟပြီးဝန်ခံလိုက်တယ်စိတ်နှလုံးအေးချမ်းသွားသို့တော့အမှားကိုပြင်လို့ရလားဆိုမရဘူးသေတော့ငရဲကြမှာပဲဒါပဲဒါကပြင်လို့မရတဲ့အမှားလို့ပြောတာနော်အမေတတ်တယ်အဖေတတ်တယ်နောက်တစ်ခုကဘာတော့ယဟန္တာကိုတတ်မိပြင်လို့မရတဲ့အမှားပဲရသော်ဘုရားကိုသွေးစိမ့်တီအောင်လုပ်တယ်ခုနဒေဝရကြောင်မောင်းဆင်ပြီးတော့သူကြိုးစားတာဘုရားကိုတတ်ဖို့ကြိုးစားသို့တော့ဘုရားဆိုတာသူများတတ်လို့သေတဲ့အမျိုးအစားမဟုတ်ဘူးသူ့ရဲ့လောက်ရကြောင့်ခြေထောက်မှာဒဏ်ရာရသွားတယ်လောဟိတုပ္ပါဒကလို့ခေါ်တယ်
ရားရဲ့ခန္ဓာကိုယ်ကကွဲအပ်ပြီးသွေးထွက်သွားတာမျိုးဆိုတာတော့မရှိဘူးသို့တော့သွေးချီဥသွားတာဒဏ်ရာရသွားတာရှိတယ်ဆရာစီဝကကြီးကသွေးချီဥတယ်မကောင်းတဲ့သွေးတွေကိုဖောက်ထုတ်ပြီးတော့မြတ်စွာဘုရားခြေတော်ကိုစိတ်ကုပေးဒီလိုဆိုအဲ့ဒီမှာဒေဝဒတ်ကလောဟိတုပ္ပါဒကလို့ဆိုတယ်ဘုရားပေါ်မှာပြစ်မှားတဲ့ဒီကံကြီးကိုကျွလွန်လိုက်တဲ့အတွက်ကြောင့်ဒေဝဒတ်လှုပ်လိုက်တဲ့အမှားဟာပြင်လို့ရတဲ့အမှားမဟုတ်ဘူးပြင်မရတဲ့အမှားတစ်ခုသူကျွလွန်လိုက်သည့်အတွက်ကြောင့်ဒီဘဝကအဆုံးသတ်တာနဲ့တပြိုင်တည်းငရဲကိုရောက်သွားဒီလိုဆိုတာပေါ့နော်အဲ့ဒီအမှားတွေကပြင်လို့မရတဲ့အမှားတွေအားလုံးအာနန္တရိယကံလို့ခေါ်တယ်အာနန္တရိယဆိုဒီမှာအနန္တဆိုတာဟိုတကူအနန္တပြောတာမဟုတ်အနန္တဆိုတာအခြားမဲ့အန္တဆိုတာအခြားအနန္တဆိုတာအခြားမရှိတာအဆုံးမရှိဘူးဆိုတာတခုအဓိပ္ပာယ်အနန္တဒီနေရာမှာအခြားမဲ့အခြားမရှိတာအခြားမရှိဘူးဆိုတာဒီဘဝရဲ့နောက်ခြားထဲမှာတခုမရှိဘူးနောက်ဘဝရောက်တာနဲ့တပြိုင်တည်းအကျိုးကိုထုတ်လုပ်တယ်ဒီလိုဆုံးလို့တယ်အဲ့ဒါကိုပင်စနန္တရိယကံကြီးထိုက်တယ်လို့ဒီလိုပြောတာပေါင်းလိုက်တဲ့အခါကျတော့အမေတတ်တဲ့ကံရဲ့အဖေတတ်တဲ့ကံရဲ့ယဟန္တာကိုတတ်တဲ့ကံရဲ့ဒါတွေကဒေါသနဲ့ဖြစ်တဲ့အရာတွေကြီးပဲဖះကိုသွေးစိမ့်တီအောင်လုပ်တာရဲ့တန်ဃာတွေကိုသင်ခွဲတာရဲ့တန်ဃာသင်ခွဲတယ်ဆိုတဲ့နေရာမှာဒီနေရာမှာသင်ခွဲမှုမြောက်တာဟာဘယ်လိုပုံပုံမှမြောက်တာလဲတသိန်းထဲမှာရှင်ပြိုင်ပြီးတော့တန်ဃာတွေကိုကွဲပြားသွားအောင်တသိန်းထဲမှာကံနဲ့ကံပြုတ်ပြီးတော့သင်ခွဲတာကိုဆိုလိုတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကအားပေးအမြောက်ပြုတယ်လို့သာဆိုရမယ်တန်ဃာသင်ခွဲတဲ့တန်ဃာဗေဒကကံဆိုတာယဟန်မှထိုက်တယ်လူတွေမှမထိုက်ဘူးဒီကံကြီးကယဟန်ကကျွလွန်တဲ့ကံမျိုးဖြစ်တယ်ဒီလိုဆိုတာပေါ့အဲ့ဒီ၅မျိုးကိုကံကြီးထိုက်တယ်ဒီ၅မျိုးတွေကတခုခုကျွလွန်လိုက်ရင်ကံကြီးထိုက်တယ်လို့ပြောတာအဲ့ဒီကံကအကျိုးပေးမှာတော့တည်သည်ချမဲ့မှာတေချာပေါက်အကျိုးပေးမယ်တေချာသွားတာကိုနိတလို့ပြောမတေချာတာမဟုတ်ဘူးဟောတေချာသွားပြီစတ္တိနတိပေါ့တေချာပေါက်ပဲအဲ့ဒီအမှားဟာပြင်မရတဲ့အမှားလို့ဒီလိုပြောတန်တရားမှာပြင်မရတာကိုပြောတာမဟုတ်ဘူးပြင်မရတဲ့အမှားဒေဝရကြီးဟာနောက်ဆုံးမှာရသော်ဘုရားပေါ်မှာကျင့်တတ်လာပြီးတော့ဘုရားကိုကြော့ဝန်ချဖို့သူလာပြီမဲ့သူလှုပ်ထားတဲ့အလုပ်တွေကလက်လွန်နေတာဘုရားနဲ့တွေ့ခွင့်မရှိတော့အောင်သူကကျွလွန်ထားပြီးသားဖြစ်တော့သူကံကြောင့်ပဲသူမြေမြုပ်သွားတယ်ဆိုတာအလုံးသိကြသို့တော်လည်းအဝေးကနေပြီးတော့သူမြတ်စွာဘုရားကိုရှ िख ိုးသွားတယ်တောင်းပန်သွားတယ်နောက်ဆုံးမှသူအမြင်မှန်ရပြီးတော့ဘုရားကိုတောင်းပန်သွားအဲ့ဒီဘုရားကိုအမြင်မှန်ရပြီးတော့တောင်းပန်သွားတဲ့ကုသိုလ်ကြောင့်တစ်ချိန်ကျရင်သူကပစ္စေကဗုဒ္ဓဖြစ်နေကျွတ်တန်းဝင်မယ်ပြင်မရဘူးဆိုတာဒီဘဝမှာပြင်မရတာပြောတယ်နောက်ဘဝတော့ပြင်လို့ရတော့မှာပေါ့အဇာတတကလည်းဒီဘဝမှာပြင်လို့မရတာတည်တည်ချမ်းမဲ့မှာချက်ချင်းတောက်လျှောက်သေချာပေါက်အကျိုးပေးမှာနောက်ဘဝတွေရောက်တဲ့အခါဝိစိတာဝီဆိုတဲ့ပစ္စေကဗုဒ္ဓအဖြစ်နဲ့တန်မြတ်ဥက္ကကျွတ်ဒီလိုဆိုလိုတာပေါ့နော်အေကောင်းပြီမိစ္ဆတနိယတာဓမ္မဆိုတဲ့နေပြင်မရတဲ့အမှားဆိုဒီမှာဟောဒီကံကြီး၅ပါးကျွလွန်လို့ရှိရင်တော့ပြင်မရတဲ့အမှားတစ်ခုကိုကျွလွန်မိတယ်လို့ဒီလိုပြောဟောနောက်တစ်ခုကအတွေးအမြင်ခုခေတ်ပြောတဲ့ဓတ္တနာပေါ့နော်ဓတ္တနာနဲ့ဒိဋ္ဌိဆိုတာစကားလုံးတူတယ်ပေါ့တချို့နေရာဒိဋ္ဌိလို့ဆိုတယ်အမြင်အတွေးအမြင်အဲ့ဒီအမြင်ကလည်းပဲသတိထားရဘာမှကျွလွန်တာမဟုတ်ပေမဲ့လို့ပြင်မရတဲ့အတွေးက၃မျိုးရှိတယ်ခိုင်မာသွားပြီဆိုရင်အဲ့ဒီအတွေးအမြင်ဟာ
ပြင်လို့မရတဲ့အတွေးအမြင်ဖြစ်သွားတယ်ဘာလဲလို့ဆိုရင်ဝါဒ၃မျိုးနဲ့ပြောမယ်ဆိုရင်နံပါတ်1ကအကြောင်းတရားကိုညှင်းပယ်တဲ့အဟိတုကဝါဒ causelessness ဘာပဲဖြစ်ချင်လို့ဖြစ်တယ်ဘာအကြောင်းမှဖြစ် accidental ပေါ့သူဖြစ်ချင်လို့ဖြစ်တယ်အကြောင်းတရားမှန်တရားကိုညှင်းကွယ်တယ်တို့ဒီဘဝမွေးလာတာဘာကြောင့်မှမဟုတ်သူမွေးချင်လို့မွေးတာဟောအဟိတုကဝါဒသမား accidentally မတော်တဆတို့ဒီဘဝမွေးလာနော်အကြောင်းတရားမှန်သမျှကိုလက်မခံတဲ့ဝါဒကိုညှင်းပယ်တဲ့ဝါဒကိုအဟိတုကဝါဒလို့ခေါ်တယ်လွတ်မြောက်ဖို့လည်းအကြောင်းတရားမရှိဘူးဖြစ်ပေါ်ဖို့လည်းအကြောင်းတရားမရှိဘူးဘာအကြောင်းမှလက်မခံဘူးအကြောင်းတရားညှင်းပယ်တဲ့ဝါဒအဟိတုကဝါဒအဲ့ဒါလည်းဆွဲမြဲသွားပြီဆိုလို့ရှိရင်ဒီအမြင်ဟာပြင်လို့မရတဲ့အမြင်တစ်ခုဖြစ်သွားနိုင်တယ်တေချာပေါ့မကောင်းတဲ့ဘဝရောက်ပါတယ်ဒီအမြင်လည်းအဲ့တော့အကြောင်းကိုညှင်းပယ်မှုဟာတမန်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုယ်အမြင်ပဲလို့အမြင်တစ်ခုလို့သာဒီလိုထင်ရပေမဲ့အကြောင်းတရားကိုညှင်းပယ်ပြီးဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဒီအနာဂတ်ဟာအကောင်းမလားတော့ဘုရားလက်ထက်ကဒီဝါဒကိုဘယ်သူလက်ခံကျင့်သုံးတာတော့ဆိုမက္ခလိဂေါတလဆိုပုဂ္ဂိုလ်အကြောင်းကိုညှင်းပယ်တယ်ဆိုလိုတာကတရားတွေကောင်းစားဖို့လည်းအကြောင်းမရှိဘူးပျက်စီးဆုံးရှုံးဖို့ဆိုတာလည်းအကြောင်းမရှိဘူးသူ့ဘာသူ accidental မတော်တဆဖြစ်လာကြတာဟောအကြောင်းတရားမှန်တယ်များကိုညှင်းကွယ်အဲ့ဒီဝါဒကိုဒါသာအမှန်လို့ဆိုပြီးတော့ဆုံးဖြတ်လက်ခံသွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အနာဂတ်ဟာကောင်းတဲ့အနာဂတ်မဖြစ်နိုင်ဘူးတဲ့ဟောနောက်တစ်ခုကဘာလို့ဆိုရင်အခရိယဝါဒပုရဏကတ္တဗလက်ခံတဲ့ဝါဒမျိုးပုရဏကတ္တဗဘာလို့ဆိုကံကိုညှင်းပယ်လိုက်တာအခရိယဝါဒဆိုတာလုံးလို့မရဘူး no action ဘာမှလုံးလို့မရကုသိုလ်ဆိုတာမရှိဘူးမရှိလို့ကုသိုလ်လုံးလို့မရဘူးအကုသိုလ်ဆိုတာလည်းမရှိဘူးအကုသိုလ်ဆိုတာလုံးလို့မရဘူးလူတွေကထင်တယ်ဒါနလုပ်တယ်သီလလုပ်တယ်ကုသိုလ်ရတယ်လို့ထင်တယ်မရဘူးတဲ့ကံတရားဆိုတာရှိကုန်မရှိဘူးလူတွေကထင်နေတာအကုသိုလ်သူများတတ်တယ်တတ်တယ်သူများဥစ္စာတွေခိုးတယ်လူတွေကဒါအကုသိုလ်လို့ထင်တယ်မဟုတ်ဘူးတဲ့အကုသိုလ်ဆိုတာမရှိဘူးမရှိသည့်အတွက်ကြောင့်လုံးလို့မရဘူးဒီကံတရားတွေရဲ့အကျိုးဟာလည်းမလာဘူးလို့ကံကိုညှင်းပယ်တဲ့ဝါဒကိုအကရိယဝါဒလို့ခေါ်တယ်ပုရဏကတ္တဗရဲ့ဝါဒအကရိယဒါလူလောကကြီးမှာတစ်ချိန်ကရှိခဲ့တဲ့ဝါဒတွေပဲနော်အဲ့ဒီအကရိယဝါဒကိုနှစ်ချိုက်ပြီးတော့ဒါသာလည်းအမှန်လို့လက်ခံဆုံးဖြတ်သွားတဲ့ပုဂ္ဂိုလ်ရဲ့အနာဂတ်ဟာအကောင်းမလားတော့လို့ဆိုလို့နောက်တစ်ခုကဘာလဲလို့ဆိုရင်နတ္ထိကဝါဒနတ္ထိကဝါဒဆိုတာကံရဲ့အကျိုးတရားကိုညှင်းပယ်အကျိုးတရားကိုညှင်းပယ်အဲ့ဒါ10ချက်ရှိတယ်မြန်မာတွေဘုရားဘာသာတွေသိတဲ့ဒီဒုစရိုက်10ပါးထဲမှာအဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိဒီလိုရှိအဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုဒီမှာဒီနတ္ထိကဝါဒကိုပြောတက္ကရာဒိဋ္ဌိတို့ဘာလို့ပြောတာမဟုတ်ဘူးဒီနတ္ထိကဒိဋ္ဌိဘာကိုညှင်းပယ်တာတော့ဆိုအကျိုးတရားကိုညှင်းပယ်ကံတရားတွေရဲ့အကျိုးကိုညှင်းပယ်သူဘယ်လိုညှင်းပယ်တော့လို့ဆိုနတ္ထိဒိဏံနဲ့လူလို့တန်းလို့ကုသိုလ်ရတယ်လူချင်းတန်းချင်းရဲ့အကျိုးရှိတယ်ဆိုတာလက်မခံမရှိဘူးတဲ့နတ္ထိယိဋ္ဌံအကြီးအကျယ်ပူဇော်ပတ္တခြင်းရဲ့အကျိုးရှိတယ်ဆိုတာလည်းမဖြစ်ဘူးရှေးခေတ်က sacrifice ဆိုပြီးတော့လုပ်တာတွေရှိတယ်လေ sacrifice လုပ်လို့ရှိရင်နတ်ပြည်ရောက်တယ်ဓမ္မပြည်ရောက်တယ်နဲ့ဆိုပြီးတော့တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကအများကြီးငွေကြေးဒနာကုန်ကြခံပြီးတော့လုပ်တယ်အဲ့ဒါတွေဟာအလကားပဲအကျိုးမရှိဘူးနည်းပဲနတ္ထိဟုတံ
လက်ဆောင်ပဏ္ဏပေးတယ်ဆိုတာမျိုးတွေရဲ့အကျိုးလည်းမရှိဘူးလို့အကျိုးကိုညှင်းပယ်တာပြသုံးခုနောက်တစ်ခုကပါတော့နတ္ထိသုက္ကတဒုက္ကတနာကမ္မနံဖလံဝိပါကောကုသိုလ်ကံအကုသိုလ်ကံတွေရဲ့အကျိုးရင်းအကျိုးပြောင်းဆိုတာမရှိဘူးကုသိုလ်လုပ်ခြင်းလုပ်ဘာအကျိုးမှမရဘူးအကုသိုလ်လုပ်ခြင်းလုပ်ဘာအကျိုးမှမရဘူးဟောကျိုးညှင်းပယ်နတ္ထိအယံလောကောနတ္ထိပရောလောကောတမလွန်ဘဝဆိုတာလည်းမရှိဘူးဒီဘဝဆိုတာလည်းမရှိဘူးဘဝဒီဘဝဆိုတာမရှိဘူးလို့အခုညင်းပဲနောက်တစ်ခါနတ္ထိမာတာနတ္ထိပိတာစကလုံးရဲ့အဓိပ္ပာယ်ကတော့နတ္ထိမာတာဆိုတာအမေမရှိဘူးနတ္ထိပိတာအဖေမရှိဘူးဆိုလိုတဲ့အဓိပ္ပာယ်ကတော့အမေဖေကိုစော်ကားလည်းအပြစ်မရှိဘူးအမေဖေကိုပြုစုလုပ်ကြွေးတဲ့အကျိုးလည်းမရှိဘူးလို့အကျိုးတရားကိုညင်းပဲအမေဖေကိုအတိမတ်မပြုဘူးဆိုကြတဲ့အမေဖေပေါ်မှာပြုလုပ်တဲ့ကုသိုလ်အကုသိုလ်ရဲ့အကျိုးကိုညင်းပယ်ခြင်းပဲဖြစ်တယ်ဟောနောက်နံပါတ်9ကဘာလို့ဆိုရင်နတ္ထိတတ္တဩပပတ္တိကာတဲ့သေပြီးပြန်မွေးတယ်ပြန်ဖြစ်တယ်တန်မြာထဲမှာသေပြီးနောက်ဘဝဆိုတာရှိဘူးဒါလည်းအကျိုးတစ်ခုအနေနဲ့ဟောနောက်တစ်ခုကတော့နတ္ထိသမဏပြမနာသမ္မကတာသမ္မာပฏิပန္နကောင်းတဲ့အကျင့်ကိုချစ်ပြီးဆိုလိုတာကဘုရားဆိုတာလည်းမှန်သိတဲ့ဘုရားဆိုတာလည်းလောကကြီးမှာမရှိဘူးလို့ပြောချင်ဒါလည်းဘုရားဆိုတာပါရမီတွေဖြည့်ပြီးမှရလာတာဆိုတော့အဲ့ဒီပါရမီဖြည့်ခြင်းရဲ့အကျိုးကိုလည်းညှင်းကွယ်တယ်ဆိုတော့ညှင်းပယ်တယ်ဆိုတော့အဖြစ်ပဲအဲ့ဒါကိုနတ္ထိကဝါဒလို့ခေါ်အဲ့ဒီနတ္ထိကဝါဒကိုနှစ်ချိုက်ပြီးတော့လက်ခံကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအနာဂတ်ကောင်းတဲ့အနာဂတ်ဥပမာမရနိုင်ဘူးအကျိုးပေးဖို့မြဲသွားပြီတေဒီချမ်းမဲ့အဲ့ဒီပုဂ္ဂိုလ်တွေကအပင်ငရဲသွားဖို့ရတကြောင်းလေးပဲလို့ဆိုတယ်ဒီလိုဆိုတာတက်ခါဝရဏနတ်ပြည်ကိုတောင်မရောက်နိုင်ဘူးဒီလိုပြောတာကံပေါင်းလိုက်တဲ့အခါကျတော့အာဟိတုကဝါဒကအကြောင်းကိုညင်းပယ်တယ်အကရိယဝါဒကကံတရားကိုညင်းပယ်တယ်နတ္ထိကဝါဒကကံတရားရဲ့အကျိုးကိုညင်းပယ်တာပဲပေါင်းလိုက်တော့ဒီသုံးခုကကံကံ၏အကျိုးကိုလက်မခံတာပဲဖြစ်အဲ့တော့ဘုရားဘာသာဖြစ်ဖို့ရကံကံ၏အကျိုးကိုလက်ခံမှဘုရားဘာသာဖြစ်တယ်အ ਨੇ ဆုံးဘုရားဘာသာရဲ့ခံယူချက်ဟာကံတရားနဲ့ကံတရားကအကျိုးကိုလက်ခံတယ်အခုခေတ်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုလှုပ်တာကိုပဲတာဝန်ယူရမယ်ဆိုတော့ responsible ကိုပြောတာနော် responsibility ကိုလှုပ်တာကိုနဲ့ပတ်သက်ကိုပဲတာဝန်ယူရလက်စောဗျာကမ္မတက္ကတာဝါရဆိုဒီမှာဘာကိုပြောတာလဲလို့ဆိုယံကမ္မံဂရိတံဒီကလျာဏဝါပါပကံဝါတတ္တကမ္မတထာယတာဘဝိတမတို့တွေဟာကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့လုပ်တဲ့မြတ်ကံရဲ့အမွေကိုတို့ပဲရဒါဘာလို့ဆိုတာဝန်ယူတဲ့စိတ်ကိုပြောနော်ဘာလှုပ်လို့ဒီလှုပ်ခြင်းရဲ့အမွေကိုပဲခံရကိုပဲဆံရ responsibility ဖြစ်တာကိုပြောတယ်ဟုတ်ပြီအဲ့ဒီလိုကံရဲ့အကျိုးတရားနဲ့ပတ်သက်ပြီးတော့လက်မခံဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာစဉ်းစားကြည့် responsible ကိုလက်မခံဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဒီလူကောင်းဖြစ်ဖို့မရှိဘူး။ဘာဖြစ်လို့လူကောင်းမဖြစ်နိုင်လို့ဆိုဘာလို့ကိုတောင်းမယူဘူးလုပ်ချင်အောင်လုပ်ကိုတောင်းမယူဘူးကောင်းတာလုပ်ရင်လည်းကောင်းတာဖြစ်တယ်လို့လက်မခံဘူးမကောင်းတာလုပ်ရင်လည်းမကောင်းတာဖြစ်မယ်လို့လက်မခံဘူး responsible မရှိဘူးမရှိလို့ရှိရင်သူလုပ်ချင်တာလုပ်မှာပဲအဲ့တော့သူလှုပ်ချင်တယ်ဆိုတာအကောင်းလားအဆိုးလားလို့ဆိုရင်အဆိုးကများပါအဆိုးကများပါဒါကြောင့်မို့လို့လူကောင်းဖြစ်ဖို့အခြေအနေမရှိဘူးဟုတ်ပြီအခုလို့ကောင်းတာလုပ်ရင်ကောင်းကျိုးရမှာမကောင်းတာလုပ်ရင်မကောင်းကျိုးရငါလှုပ်တာငါနဲ့တာသက်ဆိုင်တယ်လို့ responsibility ကိုလက်ခံပြီးဆိုလို့ရှိရင်ကတော့လူတော်လူကောင်းဖြစ်မှာ
ဘာလို့လူတော်လူကောင်းဖြစ်တုံးဆိုလူဆိုတာကောင်းကျိုးချမ်းသာရခြင်းအဲ့တော့မဟုတ်တာလုပ်ရင်မကောင်းတာလုပ်ရင်ငါမကောင်းတာတွေခံရမယ်အဲ့တော့မကောင်းတာတွေငါရှောင်မဖြစ်မယ်ကောင်းတာလုံးမှကောင်းကျိုးချမ်းသာရမယ်အဲ့တော့ငါကောင်းတာတွေများများလုပ်ရမယ်ဆိုဟောသူကလူတော်လူကောင်းဖြစ်ပါဒီအတွေးကြောင့်နော်ဒီအမြင်လေးကိုအခြေခံလိုက်ရင်လူတော်လူကောင်းဖြစ်မြတ်စွာဘုရားအဲ့ဒီအမြင်ကိုပြောတာအဲ့ဒီကံရဲ့အမွေကိုကိုပဲခံကံကြမ္မာပုံရိပ်တွေကကို့မှာပဲလာထင်ဟပ်မှာပဲကိုလောက်ခဲ့တယ်ဒီများတဲ့တတ်ခဲ့တဲ့ပုဂ္ဂိုလ်ဒီဘဝအနည်းဆုံးသက်တူမယ်ယောဂများမယ်ဒီများဥစ္စာခိုးခဲ့တဲ့ပုဂ္ဂိုလ်ကိုပစ္စည်းခဏခဏပြောက်မယ်သူတစ်ပါးသားမယားပြစ်မှားခဲ့တဲ့ပုဂ္ဂိုလ်လူမုန်းများမယ်သူတစ်ပါးကိုလိမ်နေပြီးတော့အကျိုးပြပြောင်းလုပ်ခဲ့ရင်မတရားဆွဆွဲခံရမယ်ဝိရစေဝသုံးတဲ့ပုဂ္ဂိုလ်သည်အိုင်ကျူနှိမ့်မယ်အိုင်ကျူမကျူနတ်လဘိန်းတုံးဖြစ်မယ်အယူအနှံဖြစ်မယ်ဒါဟုတ်ဆုံးဒါငင်းခွင်လို့မရဘူးလေကိုလှုပ်တာကိုလည်းပဲဆိုခုခေတ်မှာတော့မူရစေဝါလေးကတရားဝင်မူရစေဝါရှိတယ်တရားမဝင်တဲ့မူရစေဝါရှိတယ်အခုခေတ်တော့ပလောင်ထင်းမှဂုံရှိနော်ရှေးတုန်းကတော့ပလောင်ထင်းဆိုတာမှောင်ထဲမှာလှုပ်တာအခုတော့ခန်းခန်းနာနာအလင်းရောင်နေချားမှာပလောင်ထင်းနေကြပလောင်ထင်းပြီဆိုတာဟုတ်ပြီကိုကြိုက်လို့တောက်တာဘာအပြစ်ရှိတော့မေးကောင်းမေးလိုက်တချို့လည်းထင်တယ်ကြိုက်လို့တောက်ပြီးလို့ရှိရင်ဘာမှမလုပ်ဖဲနေဘာမှအပြစ်မရှိဘူးလို့ထင်တယ်ကဲမူရတောက်သည့်အတွက်ကြောင့်မူရနေတဲ့အချိန်တွေမှာသူဟာဘာပညာတိုးတက်ဘာမတိုးတက်ဘာမှမတိုးတက်တဲ့ဒီထဲမှာဆရာဝန်တွေပါကောင်းပါလေအရက်ရဲ့ effect ကိုပြောပြတယ်အရက်ဆိုတဲ့စကားလုံးကသူကအင်္ဂလိပ်စကားလုံးပဲ arrest ဆိုတာဗမာစကားမဟုတ်ဘူးဒီဟိုမှာအရက်တောက်တယ်ဆိုတဲ့စကားလုံးကိုပြောရင် arrest ခုဘွန်နဝါလို့ပြောတာနော် arrest ဆိုတာဗမာကအရက်လို့ခေါ်လိုက်လို့ arrest ခုဘွန်နဝါဆိုတာအရက်တောက်တယ်လို့ပြောတာဒီဟိုကလားတွေပြောတဲ့စကားအဲ့ဒါတောက်လို့ရှိရင်လူတွေရဲ့တဏ္ဍာမှာဆိုးကျိုးမတက်ရောက်ဘူးလားလို့မေးလိုက်လို့ရှိရင်ဆရာဝန်တယောက်ရဲ့အပြောအရဆိုလို့ရှိရင်သွေးထဲရောက်သွားပြီဆိုလို့ရှိရင်လူရဲ့အတွေးခေါ်တွေဟာတစားတစားပြောင်းလာတယ်ဟုတ်တယ်လေများများတောက်ရင်ဘာဖြစ် hallucination ဖြစ်တာသိကြအရက်ကြောင်လာတယ်ဆိုဒါနည်းနည်းတောက်လို့အကျိုးမသက်ရောက်ပေမဲ့အများကြီးမထိခိုက်ပေမဲ့အများကြီးတောက်မှအကျိုးသက်ရောက်တယ်ဆိုတဲ့အရာဒီနည်းနည်းတောက်ရင်လည်းနည်းနည်းအကျိုးသက်ရောက်မယ်ဆိုတာကိုမှတ်သားထားပါပဲအစိတ်ဆိုတာနည်းနည်းစားစားများများစားစားအစိတ်ဟာအစိတ်ပဲလေသူ့ရဲ့အကျိုးသက်ရောက်မှုကသူ့အတိုင်းအတာနဲ့သူရှိတယ်နည်းနည်းတောက်ရင်တော့ဆေးဖြစ်တယ်အများကြီးတောက်မှဘေးဖြစ်တယ်လို့မရှိဘူးအဲ့ဒီရက်ကအသေးတဲ့ဒီသွေးတဲ့သားတဲ့ရောက်လာတဲ့အခါအတွေးအခေါ်တွေကစပြီးတော့မှားယွင်းလာတယ်နောက်ဆုံးမှအသက်ထိခိုက်လာတယ်အသက်ရောဂါဖြစ်တယ်နောက်ဆုံးအသက်ကွဲသေးတယ်ဆိုတာအယက်သမားကိုပြောတာတချို့ကအသက်ကွဲတယ်ဆိုတာဒီပြင်လူမှတ်အဲ့ဒီလူတွေဖြစ်လာတာကိုကဒါဆိုးကျိုးလို့ခေါ်တာပဲဆိုးကျိုးလို့ခေါ်တယ်ငရဲကြတာမကြတာမပြောနဲ့ဘာထိခိုက်တော့လူဆိုတာ bright ဖြစ်နေရရက်သေးစားတောက်စားထားလို့ရှိရင် bright မဖြစ်တော့ထုံထုံထိုင်းတိုင်းနေဖြစ်လာအဲ့ဒီထုံထုံထိုင်းတိုင်းဖြစ်တဲ့အချိန်ပိုင်းမှာဒီလူဟာဘာလို့လို့မှန်မှန်ကန်ကန်ဖြစ်တော့ရမယ်ပညာတွေမရဘူးအကျိုးရှိတဲ့အလုပ်တွေမလုပ်နိုင်ဘူးခေါင်းထဲမှာကုသိုလ်စိတ်တွေမပေါ်ဘူးသို့တော့ဘယ်လိုလဲတော့မသိဘူးဘုန်းကြီးတို့တွေ့ဘူးတဲ့အယက်သမားတယောက်ကတော့အယက်တောက်ပြီဆိုရင်ပရိတ်တွေကြီးပဲဖိရွတ်တယ်အယက်မူးမှပရိတ်ရွတ်တာသူကအဖေရားတွေအောရှိခိုးနေပြီပရိတ်ရွတ်ပြီဆိုရင်ဒီကောင်မူးနေပြီနော်အဲ့တော့ဒါမျိုးကလည်းရှိသေးတယ်ဒါမျိုးကလည်းရှိ
အဲ့ဒါဘာဖြစ်တာတော့ဆိုဒါ hallucination လို့ခေါ်တာပဲပုံမှန်မဟုတ်ဘူးလေသူပုံမှန်ဆိုရင်စိတ်ကောင်းရှိနေတဲ့အချိန်ဘုရားရှိခိုးအောင်မှာပေါ့အခုကမူးပြီဆိုမှဘုရားရှိခိုးတာလေသူ့ရဲ့ hallucination ဟာအဲ့ဒါလို့ဒါအရဲ့အထိကိမှုပဲတခါတော့ကအဲ့ဒီအရဲ့သမားဆရာတော်တစ်ပါးတွေ့သူကအရက်ထဲကနေပြီးအရက်ဝယ်ပြီးခါကြအရက်ပလင်းနောက်ကျောကနေထိုးလာဘုန်းကြီးတွေ့တော့ကြောက်လဲကြောက်တယ်ပေါ့ဘုန်းကြီးဆိုဝတ်ချရမယ်ဆိုရင်အတိလေးတော့ရှိဘုန်းကြီးတွေ့တော့ထိုင်ပြီးတော့ဝတ်ချအရက်ပလင်းကပွင့်ပြီးတော့တကိုယ်လုံးအရက်တွေဘုန်းကြီးရှေ့မှာအဆက်ကွဲသွားထိုင်ပြီးဝတ်ချလိုက်တော့မှအရက်ပလင်းကအကျောကိုလောင်းမိသားဖြစ်သွားမတော့လည်းရဘူးသူအဲ့လိုဟာမျိုးကလည်းရှိသေးတယ်နောက်ဆုံးအဲ့ဒီအရက်နဲ့ပဲဒုက္ခရောက်သွားတယ်အဲ့တော့ကောင်းကျိုးပေးတယ်လို့တော့ပြောလို့တော့မရဘူးပေါ့ဆိုလိုတာကကိုဘာလုပ်လို့ကိုမှဒီဘဝပဲဖြစ်စေနောက်ဘဝလည်းဖြစ်စေ responsibility ဆိုတာသိချလာတာပဲသူများကိုမထိခိုက်တာတဲ့ကိုယ်ထိခိုက်တာနံပါတ်1အဲ့ဒါလို့ဆိုလိုတာအဲ့တော့အဲ့ဒီကံတရားနဲ့ကံတရားရဲ့အကျိုးဆက်တွေကိုငြင်းကွယ်ပြီးဆိုတဲ့ပုဂ္ဂိုလ်တရားဟာလူတော်လူကောင်းဖြစ်ဖို့မရှိဘူးတဲ့အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကဒီပြင်မရတဲ့အမှားဆိုဒီမှာကံကြီး၅ပါးကျွလွန်မှုအနန္တရိယကံကြီး၅ပါးကိုကျွလွန်တဲ့ပုဂ္ဂိုလ်ဟာပြင်မရတဲ့အမှားတစ်ခုမှားတာအကြောင်းတရားကိုလက်မခံတဲ့အတွေးကံတရားကိုညှင်းပယ်တဲ့အတွေးကံဤအကျိုးတရားကိုညှင်းပယ်တဲ့အတွေးအဲ့ဒီအတွေးအမြင်ဓတနာ၃ခုကိုလက်ခံတဲ့ပုဂ္ဂိုလ်ဟာလည်းပဲပြင်မရတဲ့အမှားတစ်ခုကိုကျွလွန်တာပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့အနာဂတ်တည်အကောင်းမရှိဘူးလို့ဒါမြတ်စွာဘုရားအဲ့လိုဟောတယ်နော်တခြားဟာတွေကိုအဲ့လိုမဟောဘူးတခြားအကုသိုလ်တွေကိုအဲ့လိုမဟောဘူးဒီအကုသိုလ်နှစ်ခုအဘိဓမ္မာနဲ့ပြောမယ်ဆိုလို့ရှိရင်ကံကြီး၅ပါးကျွလွန်တဲ့အကုသိုလ်ကဒေါသမူလစိတ်လို့ခေါ်တယ်ဒေါသနဲ့ကျွလွန်ဒေါသလွှမ်းမိုးတဲ့စိတ်ခုနကအယူဝါဒ၃ခုမှားယွင်းတဲ့အမြင်၃ခုမြင်နာကြတော့ဒိဋ္ဌိကတတံပယုတ်လောဘမူလစိတ်လို့ခေါ်တယ်လောဘနဲ့ရှင်တွဲလာတဲ့မှားယွင်းတဲ့အမြင်လို့ခေါ်တယ်အဲ့ဒီအကုသိုလ်12မျိုးထဲမှာပေါင်းလိုက်လို့ရှိရင်ဒါအကုသိုလ်6မျိုးပေါ့နော်အကုသိုလ်6မျိုးအကုသိုလ်စိတ်12ခုရှိတဲ့အထဲမှာအကုသိုလ်စိတ်6ခုဟာပြင်မရတဲ့အမှားကျွလွန်သွားတဲ့အနေအထားမျိုးတစ်ခုဖြစ်အောင်မြတ်စွာဘုရားကမိစ္ဆတနိယတဓမ္မာလို့ဒဗဒေဂဏီပါဠိတော်ဝိအဘိဓမ္မာ9ကျမ်းမှာပထမဆုံးကျမ်းမှာဒီလိုဟောထားတာဖြစ်ပါတယ်အင်းဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုန်းကြီးတို့တွေဒီဘဝမှာပုရုဇဉ်မို့အမှားကျွလွန်မိတော့လေပြင်မရတဲ့အမှားကိုတော့မကျွလွန်မိစေဖို့တတိထားကြရမှာဖြစ်တယ်ပြင်မရတဲ့အမှားကိုကျွလွန်မိပြီဆိုလို့ရှိရင်တော့ကောင်းတဲ့အနာဂတ်ရဖို့အမြဲတမ်းခရင်နေဒါကြောင့်မို့ပြင်ရခက်တဲ့အမှားဆိုဒီမှာအခုပြောခဲ့တဲ့မှားယွင်းတဲ့ကျွလွန်မှု5မျိုးနဲ့မမှန်မကန်တွေးတောဆင်ခြင်မှု3ရပ်ဒါတွေဟာပြင်မရတဲ့ပြင်ရခက်တဲ့အမှားဖြစ်တယ်ဆိုတာကိုတတိထားပြီးဒီအမှားတွေမကျွလွန်မိအောင်တတိထားပြီးရှောင်ကျင်ပြီးကောင်းကျိုးချမ်းသာရစေနိုင်တဲ့ကိုချင်းတရားများမိမိတဏ္ဍာမှာတည်ဆောက်လို့ကုသိုလ်ဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း